ဆိုပြီးကုကလေးကဖုန်းမသုံးရလို့အော်ငိုတာကြုံနေရတာလားဒီပြဿနာကိုဖြေရှင်းနိုင်မဲ့အဓိကအချက်၃ချက်ကိုကြည့်ရအောင်ပထမအချက်အချိန်ထက်အစီအစဉ်ကိုအရင်သတ်မှတ်ပါကလေးကိုတနာရီပဲကြည့်ရမယ်လို့ပြောတာထက်ဘယ်အချိန်မှကြည့်ရမယ်ဆိုရင်စီကန်းကိုခိုင်ခိုင်မာမာချမှတ်ထားပါဥပမာရေချိုးပြီးမှကြည့်ရမယ်။တို့မဟုတ်ထမင်းစားပြီးမှကြည့်ရမယ်လို့ပြောပြတာပိုဆင်ပြပါတယ်။ Go get ready. တတိထားမှတစ်ခုကဖုန်းပိတ်ခါနီးရင်9မိနစ်ပဲလို့ရတယ်နော်လို့ကြိုတင်တတိပေးပါ။ရုတ်တရက်ကြီးဆွဲလူလိုက်တာမျိုးကကလေးကိုပိုပြီးဒေါသထွက်စေပါတယ်။နှစ်မိဘကိုယ်တိုင်စံပြအရင်လုပ်ပါ။ကလေးတွေဟာမိဘတွေလှုပ်တာကိုအတူခွဲတတ်ကြပါတယ်။မိဘကိုယ်တိုင်ကကလေးရှိမှဖုန်းတကိုင်ခတ်နေရင်ကလေးကိုဖုန်းမကြည့်နဲ့လို့ပြောတာဟာအရာမထင်ပါဘူး။အိမ်ပြန်ရောက်တဲ့အခါထမင်းစားတဲ့အခါနဲ့ကလေးနဲ့အတူရှိနေတဲ့အချိန်တွေမှာဖုန်းကိုအဝေးမှာထားလိုက်ပါ No phone zone ဖုန်းမသုံးရနေရတတ်မှတ်ထားလာပိုကောင်းပါတယ်3ဖုန်းထက်ပိုပြောစရာကောင်းတဲ့အစားထိုးမှုကိုလုံနိုင်ရင်အကောင်းဆုံးပါပဲကလေးကပြင်းလို့ဖုန်းတောင်းလာထည့်နိုင်ပါတယ်ဖုန်းကိုဖျက်လိုက်တဲ့အခါကလေးမှာတခြားစော့စရာဒါမှမဟုတ်စိတ်ဝင်စားစရာတခုခုရှိနေဖို့လိုပါတယ်ပုံဆွဲတာအယုတ်ဆက်တာပုံပြင်ဖက်တာအိမ်ပြင်ထွက်ပြီးကစားတာမျိုးတွေနဲ့အချိန်ပေးပါကလေးနဲ့အတူတူကစားပေးခြင်းဟာဖုန်းဆွဲတာကိုရိုးကြစေတဲ့အကောင်းဆုံးနည်းလမ်းပါနောက်ဆုံးအကြံပေးရမယ်ဆိုရင်ကလေးအော်ဟစ်ငိုယိုတိုင်းဖုန်းပေးလိုက်တာမျိုးလုံးဝမလုပ်ပါနဲ့ငိုရင်ဖုန်းရတယ်ဆိုတဲ့အသည့်မျိုးကလေးစိတ်ထဲမှာဆွဲသွားကြပါတယ်ကလေးစိတ်တည်ငြိမ်သွားတဲ့အထိစောင့်ပြီးမှပျော့ပျော့ပြောင်ပြောင်ရှင်းပြပေးပါဒီနည်းလမ်းလေးတွေကိုဒီနေ့ကစပြီးအသုံးချကြည့်လိုက်ပါအောင်မေမေတို့ဖေဖေတို့ရေ